Okay ပေါ်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာမလူပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ထုံးစံအတိုင်းကျွန်တော်အတန်လေးဝင်နေကျွန်တော်ဒီနေ့ဗီဒီယိုမှာလည်းကျွန်တော်ထုံးစံအတိုင်းကျွန်တော် block fruit တွေကောက်မယ်ပေါ့နော်ကျွန်တော် fruit notifier ဝယ်ထားတာအလားအသားမဖြစ်အောင်ကျွန်တော်အတီးလိုက်ကောက်မယ်ကျွန်တော်ဒီနေ့ကောက်တဲ့အတီးအတိုင်းကျွန်တော်ကအရန်ကန်ကောင်းတာဆိုတော့ဒီဘာတီးရရမလဲပေါ့ brother တို့လေလိုက်ကြည့်လိုက်ကြပါဗျာကျွန်တော်ကစားတဲ့ကန်ကောင်းမိသားဆိုတော့ကန်ကောင်းပြီးတော့ဘာတီးပေါ့ရမလဲဆိုတော့စောင့်ကြည့်လိုက်ကြအောင်โอเคဒါကတော့ကျွန်တော်ရဲ့ပထမအဆုံးအတီးလေးဖြစ်ပါတယ်ကျွန်တော်တို့မီတာ800ကျော်ဆိုဒီနားတစ်ပိုင်းမှာပဲเนาะ Hydra Island ရေကျွန်တော်တို့ Hydra Island ရေ floating data ရေဒီနှစ်ခုပဲဒီနှစ်ခုတွေကတစ်ခုကတော့ data ဝိုင်းနေခြေနေကြည့်တာဟဲ့ကျွန်တော် teleport ကfloating data ပဲဖြစ်လောက်မယ်ဟုတ်လားမโอเคကျွန်တော် floating data ကိုသွားကြည့်လိုက်အောင်ဒီguys ဟုတ်တယ်ဒီနားမှာပဲတိတ်မလို့တော့ဘူးဒါ130 100ကျော်ပဲလို့တော့ဗျโอเคဒီပေါ်မှာရှိလောက်မယ်โอเคဘာတီးလေးဖြစ်မလဲ brother တို့ကြီးဒီနားမှာကွာဟော shit ဒီပေါ်မှာဟာလမ်းလာပြောင်းနေဒုက္ခဒီနားလည်းမဘာတော့ခါရအောင်အေးဒီကစားပြီအတီးပြောင်းနေတယ် what the fuck ဒီဘက်မှာဟောဒီဟုတ်ပါအော်ဟိုမှာအိုး gravity fruit ကျွန်တော် gravity fruit ရပါပြီ brother တို့ကြီး shit gravity ရရှိပြီးသားကြီးကွာဒီဘဲကတော့စားပြီဗျာဒီဘဲကိုဒီမှာအတီးကိုချပေးနေတာမမြင်ဘူးတဲ့ရှော့တော့ရဖို့ကံမပါတာပဲလားမသိပါဘူးကြည့်အောင်ဘလို့အောင်လည်းမပြီးပြီးပါဖွင့်အောင်ငါမင်းနဲ့ချဖို့မဟုတ်ဘူးရှော့ဒါအပ်ပြီးစီဒနာကိုလူလိုနားမလဲအစာကျွေးတဲ့လက်ကိုပြန်ကြိုက်တယ်ဆိုဒါမျိုးကိုပြောကြည့်အောင်ကွာငါစိတ်ညစ်ဖရူကြီးတစ်လုံးလုံးပေးရတာမှမလိုချင်ဘူးလေဆိုတော့ကောင်းတော့ဒီကောင်ပေးလိုက်မယ်โอเคကောင်လေးမင်းကရွေးချယ်လိုက်ပြီရောဒီနောက်လားโอเคအဲ့တော့ကျွန်တော်က gravity ကိုကျွန်တော်သမ ्या ပေးလိုက်ရပါပြီโอเคဒါကတော့ဒုတိယမြောက်ပူတာโอเคဒါဒုတိယမြောက် fruit လေးဖြစ်တဲ့တော့ကျွန်တော်ဘာ fruit လေးရမလဲပေါ့နော်ချက်တော့ကျွန်တော်600မီတာဆိုဒီနားမှာဆိုဟုတ်သေးပါဘူးဒီနားကျွန်းနေအများနဲ့စက္ကန့်စီးမှာလမ်းပြောက်ဒုက္ခစနိုးမှာထင်တယ်ဟုတ်ပါဝေးွားပြန်ပြီ what the heck ရှော့လမ်းပြောက်နေတယ်ဟောနောက်ဆုံးတော့ကျွန်တော်ခက်ခဲနေရှာတွေးခဲ့ကျွန်တော်နောက်ဆုံးအိုင်လန်မှာဖြစ်နေ brother တို့ကြီးဘာတီးလဲဆိုတော့မြင်ရကွာပြောင်းလေးပေါ်တယ်လားမသိ gas ရှစ်ဖီးနေကြီးဟာဖီးနေကြီးကရှိပြီးသားကြီးလားမသိဘူးကွာโอเคဒါကတော့ကျွန်တော်3လုံးမြောက်အတီးလေးပဲဖြစ်ပါတယ်ဘာတီးရမလဲဆိုတော့ကြည့်လိုက်အောင်โอเคအတီးကတော့ပေါ်လာ900မီတာဆိုဒီနားတစ်ဝိုက်မှာပဲကျွန်တော်အထင်မမားဘူးဆိုရင် Hydra Island ပေါ့โอเค let's go ရှစ်ဒီနားမှာဟာ200မီတာဆိုတော့တိတ်မဝေးတော့ကျွန်းအောက်မှာပဲဖြစ်ရမယ်ကျွန်တော်ကျွန်းကိုပတ်ရှာတာမိနစ်နဲ့ချီသွားပြီဒင်းကဒီကိုရောက်ဒီပေါ်မှာဘာလို့ left oh shit ကွာ left ဘာတော့မုန်းလာပြီဒီ left ကိုချိန်ပြီး left ပဲရတယ်ရှော့လွတ်ပြစ်တယ်ကွာဂျင်းနဲ့လားဘလို့ okay ဒါလေးကတော့ကျွန်တော်ရဲ့၄လုံးမြောက်အသီးလေးပဲဖြစ်ပါတယ်ဒီမှာ light ချနေတယ်လို့ကျွန်တော်shit တော့ guidance ဆိုင်ရတိုင်ပတ်နေလို့ပြန်မချရင်โอเคမီတာ800ကျော်ဆိုဒီနားမှာပဲ okay guys ရောရေးမှားကုန်ပြီမှန်းလိုက်နေရတယ်ပေါ်တဲ့နေရာဘာမှလည်းမဆိုင်ဘူးဗျာရှိုးရအောင်တိတ်တော့မူပြီးတော့ဒီနားမှာပဲကွာအရှိအပင်မှာတင်တယ် okay ဘာတီးလေးတော့ ice လားဟုတ်ပါဟို blizzard oh legendary fruit တခါမှတော့မရဘူးအတီးလေးကချစ်စရာလေး
မိုက်ကျွန်တော်မရှိသေးဘူးထင်တယ်ဟုတ်တယ်မရှိသေးဘူးအဲ့တော့ဒါလေးကိုကျွန်တော်စတိုးလိုက်တော့မယ်โอเคဒါကတော့ကျွန်တော်ရဲ့9ချိန်မြောက်အသီးလေးပဲဖြစ်ပါတယ်ဒီအသီးကိုတော့ကျွန်တော်တို့ဒီကျွန်းသားမှာပဲတွေ့ရပါတော့ရောက်နေတာနဲ့တန်တိုးပါโอเคဘာအသီးဖြစ်မလဲဒီကျွန်းမှာတော့ပေါ်နေကြတော့ဒီအောက်မှာပဲအမြဲပေါ့โอเคဘာအသီးရောရ creation ရောင်ရဲ့ creation နဲ့လက်ကိုတော်တော်အမြင်ကဆုံးပဲအဲ့ကောင်နေပဲရနာ shit โอเคဒါကတော့ကျွန်တော်ရဲ့6ချိန်မြောက်အသီးလေးပဲဖြစ်ပါတယ်ဒီနားလေးမှာပဲ spawner ဆိုတော့သွားရှိုးလိုက်အောင်ဗာအသီးလေးပေါ့ဒီနားမှာတော့မဟုတ်သေးဘူးဒီပုံပါဒီပုံပါโอ้portal fruit โอ้ shit ကျွန်တော်စောက်ရန်ကြိုက်တဲ့အသီးလေး portal fruitโอเคဒါလေးကတော့ကျွန်တော်ရဲ့9ချိန်မြောက်လာမသိဘူးမမမိတော့9ချိန်မြောက်ကောက်တဲ့အသီးလေးအိုးဘာသီးရောအိုး gravity အိုးမဟုတ်သေးဘူးကွာ gravity ရဲ့ရှည်ပြီးသားကြီးလို့ခဏပေါက်နေတော့သူများပဲပေးနေရတာဗောနှမျောဦးတွေကောင်းတာရောင်ကြီးလို့အလူတကာကြီးအမောင်အာမီတို့ကအလူငွေ gravity တစ်လုံးရော့ဟဲ့အောင်ယူကြလေကွာအေးမင်းတို့ခေါင်းနေရလေမမြင်တာကန်းတာโอเคဒါကတော့ကျွန်တော်ရှစ်လုံးမြောက်အသီးလေးပဲဖြစ်ပါတယ်ဒီနာမဟုတ်ပါထောင်ကျော်ကြီးအောင်ထောင်ကျော်ကြီးအောင်ဆိုတော့ဘယ်နာမှလည်းမသိဘူးမျိုးကတိတ်လည်းမှန်းလို့မလွယ်ဘူး what the hydra လားတာတေလားဒါမှမပေါ်ထောင်းလားမသိဘူးအိုးထင်းတဲ့အတိုင်းပဲကိတ်ကွေးကိတ်လမ်းမှာရအောင်ကြီးငါထင်တော့ထင်တယ်လောက်ဝေးနေဒီနေရာပဲရှိရမယ်ဟုတ်ကွာဒီအိုင်လန်မှာမဟုတ်ပါမှာလိုင်းနေရာတော့မှန်ပါတယ်အိုင်လန်မှာနေရှော့ဒီနားမှာရော့โอเคဘာတီးလေးတော့ကြောင်နေတော့တိုင်ပတ်နေရဘယ်မှာတော့ဟာမဟုတ်သေးဘူးနော်ဟာရမအောင်ဒီးရwhat the ဗမာလေမင်းအတီးရ shit ဟုတ်သေးဘူးနော်ဩဒီမှာ left ဩ shot ရောက်ကြီး left အစင်းကြီး left ကိုစောမုံရကွာ left routeโอเคဒါကတော့ကျွန်တော်6ချိန်မြောက်ကောက်ရတဲ့အသီးပဲဖြစ်ပါတယ်ကောက်ရတော့မဟုတ်ဘူးသွားကောက်နေတော့သူများကောက်သွားရင်တိုင်ပတ်အောင်ပဲโอเคကျွန်တော်တိတ်တော့မဝေးတော့ဘူးเนาะကျွန်တော်ဒီရှေ့နားလောက်မှာပဲကျွန်တော်တို့โอเคတိတ်တော့မလန်းတော့ဘူးရှေ့ရဒီအပင်မှာအိုး Buddha fruit oh shit အိုးကျွန်တော် Buddha fruit မကောက်ရတော်တော်ကြာနေပြီဗျာကျွန်တော်အခုမှ Buddha fruit လေးကောက်ရတယ်ရောက်ရေးရှယ်ပဲโอเคဒါကတော့ကျွန်တော်ရဲ့နောက်ဆုံး10ချိန်မြောက်သွားကောက်တဲ့ဒီလေးပဲဖြစ်ပါရဲ့ဗာဒီလေးဆိုတော့လိုက်ကြည့်လိုက်အောင်โอเคဒီနားမှာပဲဆိုတော့ကျွန်တော်တိတ်တော့မလို့တော့ဘူးเนาะရှေ့လေးတွေပဲโอเคမီတာ200ဘာ fruit လဲဟို spider fruit shit spider က legendary ဆိုပေမဲ့တော်တော်လေးကိုစုပ်ပြတ်တတ်တယ်မှာပါတယ်ဗျာအဲ့တော့ spider ကောင်းတော့ကောင်းပါတယ်မရှိရတဲ့ဆိုင်တော့ကောင်းတာပေါ့ဒါပေမဲ့အိုးကျွန်မရှိပြီးသားကြီးဗျာကျွန်တော်ဒီတစ်ခေါက်လေကျွန်တော်ပရာဟိတာသွားလုပ်လိုက်အောင်ပဲ brother တို့ကဲဗီဒီယိုလေးတော့ပဲကျွန်တော်ဗီဒီယိုကြိုက်ရဆိုရင် like and subscribe တွေနဲ့ကူညီခဲ့ကြပါအောင်ကျွန်တော်နောက်ထပ်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေနဲ့ကျွန်တော်အတူပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye